အာဂျင်တီးနားကစပိန်ကိုရှုံးမှကြောက်လို့ finalist မှာပွဲကစားဖို့အတွက်အသေးအံတွေပြင်ပိတ်ညင်းနေတယ်။ပြည်များလုံးမဲ့မင်္ဂလာပါခင်ဗျာ။ Ecris Sport Zone ကနေတင်ဆက်နေပါတယ်။ဘောလုံးပရိသတ်တိုင်းစောင့်မျှော်နေကြတဲ့လက်မိုင်းရမဲတို့ရဲ့စပိန်နဲ့လီယိုနယ်မက်ဆီတို့ရဲ့အာဂျင်တီးနားပွဲစဉ်ကရက်ရွှေ့ဆိုင်ခံလိုက်ရပြီဖြစ်ပါတယ်။ဒီဝင်ကြောင်းပြချက်တွေကတော့အချိန်စရာမကိုက်ညီမှုလို့ဆိုပေမဲ့နောက်ကယ်မှာထွက်ပေါ်နေတဲ့သတင်းတွေကတော့နံပါတ်ပရိသတ်တွေကြားမှာအကြီးကျယ်စကားစစ်ထိုးစရာဖြစ်နေပါတယ်။ဒီပြဿနာရဲ့အစားကတော့2018ခုနှစ်မတ်လတုန်းကကစားခဲ့တဲ့ Spain 6-1 အာဂျင်တီးနားဆိုတဲ့ခြေစမ်းပွဲရလဒ်စီကိုပြန်သွားရပါလိမ့်မယ်။2018ကမ္ဘာဖလားမတိုင်ခင်မှာစပိန်ကို7-1နဲ့9ပြတ်ရှုံးနိမ့်ခဲ့တာကအာဂျင်တီးနားကစားမတွေရဲ့စိတ်ဓာတ်ကိုအကြီးကျယ်ရိုက်ချိုးပစ်လိုက်တယ်လို့ဖြစ်ခဲ့ပြီးအဲ့ဒီကမ္ဘာဖလားမှာအာဂျင်တီးနားတို့ရလဒ်ဆိုးဝါးခဲ့ပါတယ်။အခုလဲ2026ကမ္ဘာဖလားကြီးကဇွန်လမှာစတင်တော့မှာပါ။ဒီလိုချိန်မှာဥရောပရဲ့ခြေစွမ်းအထက်မြတ်ဆုံးအသင်းဖြစ်တဲ့စပိန်နဲ့သွားကစားလို့မတော်တဆရလဒ်ဆိုးသွားခဲ့ရင်လက်ရှိတိစောက်ထားတဲ့ကမ္ဘာချန်ပီယံစိတ်ဓာတ်တွေပြိုကွဲသွားမှာကိုအာဂျင်တီးနားပေါ်လုံးဖွဲ့ချုပ်နဲ့နီးပြစကာလိုနီတို့ကစိုးရိမ်နေတယ်လို့သတင်းတွေထွက်နေတာဖြစ်ပါတယ်။ဒီသတင်းသာအမှန်ဆိုရင်တော့ဥရောပပရိသတ်တွေအတွက်ကတော့အာဂျင်တီးနားကိုလောင်ပြောင်းစရာအကောင်းဆုံးချက်ဖြစ်လာတော့မှာပါ။အခုတောင်မှကမ္ဘာချန်ပီယံဆိုပြီးဥရောပအသင်းကောင်းနဲ့တွေ့ရင်ကြောက်နေရလား။အာဂျင်တီးနားကတောင်အမေရိကမှာပဲဖလားတွေယူနေပြီးတော့တကယ်ဆန်းသတ်မှုကိုတော့ရှောင်ပြေးနေတယ်ဆိုတဲ့ဝေဖန်မှုတွေကဆိုရှယ်မီဒီယာပေါ်မှာစူးညံနေပါပြီ။နောက်ထပ်ညင်ပွားစရာတစ်ခုကတော့ပွဲကစားမဲ့နေရပါပဲ။ UEFA ဘက်ကစပိန်နိုင်ငံက Real Madrid ရဲ့ဘာနေပြိုကွင်းဒါမှမဟုတ်အီတလီကရိုမာရဲ့ Olimpico ကွင်းတွေကိုအဆိုပြုခဲ့ပါတယ်။အာဂျင်တီးနားပေါ်လုံးဖွဲ့ချုပ် AFA ဘက်ကဒါကိုလုံးဝလက်မခံပါဘူး။ဘာနေပြိုမှကစားမဲ့ဆိုရင်စပိန်အတွက်လုံးဝအိမ်ကွင်းအသာစီရသွားမှာပါ။2022 Finalist မှာတုန်းကလည်းအီတလီနဲ့အင်္ဂလန်မြေဝင်ပလေကွင်းမှာကစားပေးခဲ့ပြီးပါပြီ။ဘာလို့အမြဲတမ်းဥရောပမှာပဲကစားနေရမှာလဲ။ Olimpico ကွင်းမှာကစားဖို့လည်းရက်ရွှေ့ဆိုင်းရမယ့်ပြဿနာရှိနေပါတယ်။မက်ဆီပါဝင်အမေရိကန်နဲ့တခြားလိတွေမှာကစားနေကြတဲ့အာဂျင်တီးနားကစားမတွေရဲ့ပွဲစဉ်စရာတွေနဲ့ကိုက်ညီမှုမရှိပါဘူး။တောင်အမေရိကပရိသတ်တွေကတော့ UEFA ကိုအတားကြီးတယ်လို့မြင်ကြပါတယ်။စပိန်နဲ့ကစားမှာကိုစပိန်ကွင်းမှာပဲအဆိုပြုတာကဘယ်လိုတရားမျှတမှုလဲ။အမေရိကတိုက်မှာလာကစားဖို့ဥရောပအသင်းတွေကရောတတိရှိရလားဆိုပြီးပြန်လဲခြေပါနေကြပါတယ်။ကမ္ဘာဖလားမတိုင်ခင်ကစားအချင်းနဲ့အာဂျင်တီးနားကကမ္ဘာဖလားပြီးသွားတဲ့အချိန်ဥပမာ2016စက်တင်ဘာဒါမှမဟုတ်အောက်တိုဘာလလောက်မှာကစားဖို့အတွက်ဆန္ဒရှိပါတယ်။ဒါပေမဲ့ကမ္ဘာဖလားပြီးနိုင်ငံတကာသတင်းပတ်တွေမှာစပိန်အသင်းက UEFA Nation League ပွဲစဉ်တွေကစားဖို့အချိန်စရာတွေထွက်ပေါ်နေပြီးသားပါ။ဥရောပပြိုင်ပွဲတွေကအချိန်စရာကြက်တဲလုံးတဲ့အတွက်စပိန်နဲ့ finalist မှာအတွက်တည်တဲ့အချိန်ဖယ်ပေးဖို့ခက်ခဲသွားပါတယ်။တကယ်တမ်းစဉ်းစားကြည့်မယ်ဆိုရင်တော့ FIFA နဲ့ UEFA ရဲ့ပြိုင်ပွဲတွေများပြားလွန်းလာတာကကစားမတွေအတွက်နားကျင်တော့မရှိတော့ပါဘူး။ဒါကအကြောင်းရင်းမှုကြောင့်ရှောင်ပြေးတာတဲ့လက်တွေမှာကိုက်ညီအောင်ညှိနှိုင်းလို့မရတဲ့ခေတ်သစ်ဘောလုံးလောကရဲ့ပြက်ကလေးပြဿနာလို့သုံးသပ်ရင်ပုံမှန်ပါလိမ့်မယ်။လက်ရှိအခြေအနေတွေရတော့ဒီပွဲရွှေ့ဆိုင်းလိုက်ရဖို့ပဲများနေပါပြီ။ online ပေါ်မှာလည်းတစ်ဖက်နဲ့တစ်ဖက်အကြီးကျယ်စကားစစ်ထိုးနေကြပါပြီ။ဥရောပဘက်တော်သားတွေကတော့အာဂျင်တီးနားကအမြဲတမ်းစင်ကြေများတယ်2022တုန်းကအီတလီကခြေစွမ်းကျနေလို့ဝင်ပလေမှာလာကစားရတာမလားအခုစပိန်ကတက်လက်ဆဖြစ်နေပြီအာဂျင်တီးနားကလူဟောင်းနေနဲ့အိုမင်းနေပြီဆိုတော့ရှုံးမှကြောက်လို့ကဘာဖလားအပီတီချိန်ဆွဲနေတာပဲမက်ဆီကိုဂုံတိတ်ခါမကြစေချင်လို့လုပ်နေတဲ့အကွက်ဒီပါလို့ပြောနေကြပြီးအာဂျင်တီးနားဖန်တွေကတော့ငါတို့ကလက်ရှိကမ္ဘာချန်ပီယံနဲ့ကိုပါအမေရိကချန်ပီယံမှာဘယ်သူမှကြောက်စရာမလိုဘူး UEFA ကအမြဲတမ်းသူတို့အိမ်ကွင်းမှာပဲကစားနေနေတာပို့ပြီးတော့ရည်စရာကောင်းနေစပိန်ကတကယ်ဆွမ်းစားရှိတယ်ဆိုရင်အမေရိကန်ဒါမှမဟုတ်ဘရူနိုအေရီစ်ကိုလာကစားလိအာဂျင်တီးနားကကမ္ဘာဖလားကိုအာရုံစိုက်နေတာခြေစမ်းပွဲလောက်ပဲရှိတဲ့ဖလားကိုရေးလုပ်ပြီးတော့အသင်းအာရုံစိုက်မှုကိုအပြတ်မခံနိုင်ဘူးဆိုပြီးတော့ပြန်ပတ်နေကြပါတယ်ပွဲရတော့တဖြည်းဖြည်းနဲ့ပိုရှူလာပါပြီထပ်ပြီးတော့ကြီးထွားလာဖို့လည်းရှိနေပါတယ်ဒီကိုတို့ကရောဘယ်လိုမြင်ကြလဲခင်ဗျာအာဂျင်တီးနားကစပိန်ကိုကြောက်နေတာလားပြောပြပေးသွားခဲ့ကြပါဦးခင်ဗျာဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ